တော့ထိထိဆိုပါဒီနေ့တော့ကျွန်တော်တို့အသစ်ထွက်ရှိလာမယ့် Honor 600ရဲ့ first impression video ဖြစ်ပါတယ်ဆိုတော့ဒီ Honor 600 series ကိုပေါ့နော်ကျွန်တော်တို့ July 1 ရက်နေ့ကနေပြီးတော့10ရက်နေ့အထိပြီးတော့တင်လို့ရပြီပေါ့နော်လက်ဆောင်တွေကလည်းကျွန်တော်15သိန်းကျော်ဖို့တောင်ပေးပါဆိုတော့တော်တော်လေးတန်ပါတယ်ဆိုတော့ဒီ Honor 600ကိုလက်ထဲစကင်လိုက်တာနဲ့တိတာစေးရဲ့အချက်ကသူ့ရဲ့ hand feeling ပါဆိုတော့ဖုန်းကင်ထားတဲ့အရာတာပေါ့နော်ကျွန်တော်တို့ premium ဈေးကြီးရဲ့ခံစားချက်ကိုအပြည့်အဝရတယ်ဆိုတော့တော်တော်လေးလည်းအရာတာရှိရပေါ့နော်ကျွန်တော်လက်ထက်ကဒီအမဲရောင်အပြင်လေမော်ရောင်နဲ့အဖြူရောင်လည်းထွက်သေးရပေါ့နော်ဆိုတော့ display ပိုင်းကပေါ့နော်ကျွန်တော်အကြိုက်ဆုံးအပိုင်းလေးဖြစ်တယ်လို့ဒီဖုန်းရဲ့အကောင်းဆုံးအပိုင်းတွေကတခုပဲဆိုတော့မျက်နှာပြင်6500လက်မကိုကျွန်တော်တို့ AMOLED 120Hz ကိုမှကျွန်တော်တို့ peak brightness နဲ့ကို8000နဲ့အထိထည့်ပေးထားရပေါ့နော်ဆိုတော့ဒါကနေအောင်ကြီးအောက်မှာကြည့်ဖို့အတွက်အကောင်းဆုံးအခြေအနေတစ်ခုကိုဖန်တီးပေးထားရပေါ့နော်ဆိုတော့ဒါတွေမကသေးဘူးသူ့ရဲ့မျက်နှာပြင်ဘေးပေါင် bezel တွေကလည်းတော်တော်လေးကိုပါတယ်ဆိုတော့လုံးဝ flagship ဈေးကြီးရဲ့ဖုန်းတွေမှာတွေ့ရတဲ့ဒီ share ပါတဲ့ bezel မျိုးပဲပေါ့နော်ဆိုတော့ first impression မှာလည်းပြောရရင်ပေါ့နော်ဒီ Honor 600ရဲ့ဒီ display ပိုင်းကတော်လေးကိုမိုက်နေပါပြီဒီဖုန်းမှာ battery 9000ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုသုံးနေတဲ့ဒီ2ရက်3ရက်အတွင်းမှာအားတစ်ခါပဲတွင်းရသေးတယ်။ battery တော်တော်လေးခံမဲ့အထက်မှာပါတယ်ပေါ့နော်။ဒီ fast charging စနစ်ကိုလည်း80W အထိထည့်ပေးထားတယ်။ဒီ 3G ရသလောက်ပေါ့နော်ကျွန်တော်တို့နိုင်ဝက်အားသွင်းရေ90%အားပြည့်ပါတယ်။တစ်ခုရှိတာပေါ့နော်ကျွန်တော်တို့ Honor 600နဲ့600 Pro မှာကအများစုကအကုန်တူတူပဲ။ဆိုတော့အဓိကကွာတာကကျွန်တော်တို့ဒီကင်မရာတစ်လုံးပို့ပါတယ်။ပြီးရင်ကျွန်တော်တို့ chipset ကွာတယ်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ wireless charging ရတာမရတာကွာသွားပါတယ်။ဆိုတော့ဒီကြောင့်မှာကကျွန်တော်တို့200 megapixel နဲ့12 megapixel ကင်မရာနှလုံးပါတယ် Pro မှာကျတော့ကျွန်တော်တို့ tele lens တစ်လုံးပို့ပါသွားရပေါ့နော်ဒီ200 megapixel ကလည်းပေါ့နော်ကျွန်တော်စမ်းရိုက်ကြည့်ရသလောက်ဒီ day ဘိုင်းမှာရောကျွန်တော်တို့ပုံ quality ဘိုင်းမှာပါတော်တော်လေးကောင်းတာကိုတွေ့ရတယ်ဒီ low light မှာဆိုလို့ရှိရင်လည်းပေါ့နော်တွေ့ရ200 megapixel နဲ့ရိုက်ရင်ဒီညဘက်ရှုခင်းတွေကိုကြီးကြီးလင်းလင်းရိုက်လို့ရတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီပုံကကျွန်တော်ည7:00 နာရီမှထွက်ရိုက်ထားတာပါဆိုတော့ selfie ဘိုင်းကလည်း50 megapixel ပါတော့ selfie ရတဲ့ကြတဲ့လူတွေအတွက်လည်း quality ဖြစ်မှာပါဆိုတော့ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ပြောရရင်သူ့မှာ AI feature တွေအများကြီးပါလာတယ်ဓာတ်ပုံရရင်ပေါ့နော် post ဘယ်လိုပေးရမလဲမသိတဲ့လူတွေအတွက် AI magic post ပါတယ်ဒီ AI feature ကပေါ့များလို့ပေါ့နော် app တစ်ခုနဲ့တက်ထည့်ပေးထားတယ်ပေါ့နော်ဒီ Honor AI app ပေါ့ဆိုတော့ app ထဲက AI photo agent တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုပြင်ကျင်တဲ့ပုံကို upload လုပ်ပြီးရင်နောက်ခံလူတွေကိုဖြတ်မလားပြီးရင်ပုံ quality တင်မလားနောက်ခံဝါးကျင်လား fader အုပ်ချင်လားကြိုက်တာလုပ်လို့ရတယ်ပေါ့နော်အများကြီးပဲဒါတွေမကသေးဘူးပေါ့နော်ဒီအတန်နဲ့ဖြစ်ဖြစ်စာနဲ့ဖြစ်ဖြစ်ပုံကိုလိုချင်တဲ့ပုံစံကိုပြောင်းခိုင်းလို့ရသေးရဲ့ပေါ့နော်တော့ click ကြတော့အများကြီးပဲပြီးရင်ပေါ့နော်ကျွန်တော်တို့ event တွေက create ဆိုတဲ့နေရာမှာလဲကိုယ့်ရဲ့ပုံတွေကို video အတူအဖြစ်ပြောင်းလို့ရတဲ့ AI image to video 2.0 လဲပါလာသေးရဲ့ပေါ့နော်ဆိုတော့ပေါ့နော်ဓာတ်ပုံပိုင်းနဲ့ပတ်သက်တဲ့ AI feature တွေကအများကြီးထည့်ပေးထားတာကိုတွေ့ရတယ်တော်တော်လေးမိုက်ပါတယ်chipset ကတော့ Snapdragon 7 Gen 4သုံးမိထားရပါတော့ကျွန်တော်ပြီးတော့ရေးဆိုရေးစိတ်ခံတဲ့အပိုင်းမှာလည်းကျွန်တော် IP68 နဲ့ IP69K တို့ပါလာတဲ့အတွက်ရေတံဖုန်နိုင်ပိုင်းမှာလုံးဝစိတ်ချလက်ချသုံးလို့ရတဲ့အနေအထားမှာရှိတယ် OS ကတော့ Magic OS 10ပေါ့နော်သူတို့တော့ကြီးညာထားတာက Android update တွေကိုကျွန်တော်တို့6နှစ်အထိရမယ်လို့ကြီးညာထားပါပါတယ်ဆိုတော့ first impression ကိုအဆုံးသတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ Honor 600က heavy လေးပိုင်းတော်တော်လေးကောင်းတဲ့ဖုန်းပါဒီသူ့ရဲ့ design ဘိုင်းကလည်းပေါ့နော်ကျွန်တော်တို့ premium look ကိုလုံးဝရတယ်ဆိုတော့ဒီ premium look နဲ့ hand feeling နဲ့ပေါင်းလိုက်တဲ့အခါမှာကိုကဒီဈေးကြီးရဲ့ဖုန်းတစ်လုံးကိုကင်ထားရတယ်လို့မျိုးခံစားရမယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုတော့ပဲပေါ့နော်ကြည့်ပြတော့အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဗီဒီယို channel လို့ရှိရင် like နဲ့ share နဲ့လုပ်ပေးလို့ရပါတယ်ကျွန်တော်တို့တိုင်တာဖြစ်ပါတယ်